tata ye kula bauda chi myoganda myoganda mido di bauti myatwa bhyana patana chi nyoja goi dhammiတရားတော်မြတ်၌ပတ္တနာကြီးညိုကြကုန်၏တန်ခေတန်ဃာတော်မြတ်၌ပတ္တနာကြီးညိုကြကုန်၏ဧပုဂ္ဂလတော်ပုဂ္ဂိုလ်တို့သည်အကေမြတ်ဆုံး၌ပတ္တနာကြီးညိုသည်မိကုန်၏အကေခောမနာမြတ်ဆုံး၌ပတ္တနာနာကြီးညိုသူတို့အားအကောမြတ်ဆုံးဖြစ်သောဝိပါကောအကျိုးတရားသည်ဟောတိမောက္ခမသွေရရှိနိုင်ပါပေ၏ဣတိသောဘဂဝတ္တသောလောကထွတ်တသဗ္ဗညုမြတ်စွာဘုရားသည်ဣတိယောတကပါဠိယဣတိယောပါဠိတော်ဧကပတာရသုတ်တံ၌ဟောကြားတာဒီပြတ်တာဟောကြားမြတ်ဖို့မိန်တော်မူခဲ့ပါသောကြောင့်ဤသို့မင်္ဂလာရှိသောနန္နခေအခါကာလသမယ၌တောင်ပုလူကျောင်းတိုင်း၌တာယကကြီးဒေါက်တာစိန်အောင်လင်းဓာယိကာမကြီးဒေါက်တာရင်အောင်တို့ဦးစီးလျက်အားလုံးစုပေါင်းပြီးတော့စုပေါင်းမဟာဘုံကထိန်ကျင်းပကြရာချိန်ခါဝဲရှခောသိရှခောတိုင်းမြတ်နိုသိမြတ်နိုတိုင်းပူဇော်သိပူဇော်တိုင်းအယုသိပြုသိယုသိပြုတိုင်းကုန်သောဘုရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဟုဆိုသောယရဏမြတ်သုံးပါးတော်အားယုသိမြတ်နိုလက်ဆုံးမိုး၍ရှခောပူဇော်ဘုမြော်မှန်လျောက်ကြောလိုက်ကြရသောပူဇောဝနပနာမကာမောဒရကုသိုလ်ကံစေရနာတန်တန်တို့ကြောင့်၎င်းသောက်ပြီးသောက်ပြီးအလတန်သောတရဏဂုံ၃ပါးနှင့်တကွသီလကုသိုလ်ကံစေရနာတန်တန်တို့ကြောင့်၎င်းဤသို့မင်္ဂလာရှိသောနန္နခေအခါကာလသမယ၌တောင်ပုလူကျောင်းတိုင်း၌ဒါယကကြီးဒေါက်တာစိန်အောင်လင်းဓာယိကာမကြီးဒေါက်တာရင်အောင်တို့ဦးစီးလျက်အားလုံးစုပေါင်းပြီးတော့ကထိန်သင်္ကန်းလူတန်းခြင်းအာဟာရဒါနလူတန်းခြင်းဝေယဝိသကုသိုလ်များပြုလုပ်အပ်ခြင်းဒီဟုသောကာမောဒရကုသိုလ်ကံစေရနာတန်တန်တို့ကြောင့်၎င်းမိမိတို့သည်အလုံးမရှိအပ်မတောင်းတအပ်မနစ်သက်အပ်မမြတ်နိုးအပ်မပန်းစင်အပ်သောခေသောစနစ်သောအဖြစ်သောတနစ်သောဘေးသောရန်သောကာယောဂါသောအန္တရာယ်သောမျိုးမျိုးတို့မှကင်းစင်ဝေးကွာကြကုန်ပြီးလျင်မိမိတို့သည်အလိုရှိအပ်တောင်းတအပ်နှစ်သက်အပ်မြတ်နိုးအပ်ပန်းစင်အပ်သောကောင်းကျိုးချမ်းသာဖြာဖြာတို့နှင့်ယခုဘဝယခုအချိန်မှစ၍ဖြစ်လျာရာဘဝတိုင်းဝယ်ပြည့်စုံကြကုန်ပြီးလျင်ဆုံးစွန်ဘဝနောက်ကာလ၌ဘုရားအစရှိသောရိယာပေါင်းတော်ကောင်းတို့ဤကိန်းအောင်စံပြောရမှန်မြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်ဆက်ရောက်နိုင်ကြသည့်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေအဟံဗန္တိဣတရဏေနတပင်စသီလံဓမ္မယာစာမိအနုကဟံကတဝါသီလံဒေထမေပန္တိဒုတိယံပိအဟံဗန္တိဣတရဏေနတပင်စသီလံဓမ္မယာစာမိအနုကဟံကတဝါသီလံဒေထမေပန္တိတတိယံပိအဟံဗန္တိဣတရဏေနတပင်စသီလံဓမ္မယာစာမိအနုကဟံကတဝါသီလံဒေထမေပန္တိယမဟံဝဒာမိတံဝတိထနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသာမိဓမ္မန္တရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဘုရားတရဏံဂစ္ဆာမိဓမ္မန္တရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိ
ဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတိတရဏဂမနံပရိပောဏံပါဏာတိပါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိပါဏာတိပါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိအာဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာတိယာမိအာဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာတိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာတိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာတိယာမိမုဒ္ဒဝါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိမုဒ္ဒဝါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိသုရာမေရာယမစ္ဆပမတ္ဌာနာဝေရမဏိသိက္ခာပဒံသမာတိယာမိသုရာမေရာယမစ္ဆပမတ္ဌာနာဝေရမဏိသိက္ခာပဒံသမာတိယာမိတပိတော်တို့ဤယနေ့ကျင့်သုံးရသောဤသီလသည်လူဒံရသောဤဒါနသည်ဘောဓိဉာဏ်ဤရောက်ရာရောက်ကြောင်းအထောက်ပံ့ကောင်းသည်ဖြစ်ပါစေသာအရှင်မြတ်ဖရာအပ္ပမတိ